ရွာတွေအိမ်တွေမီးလောင်ကြမလို့စစ်တပ်ကြောင့်တော့မပြောနဲ့ဗျနော်စစ်တပ်ကမြန်မာပြည်မှာရှိနေတာလွတ်လပ်ရေးနဲ့အပြိုင်ပဲဒီမနေ့တနေ့မှာပေါ်လာတဲ့စစ်တပ်လည်းမဟုတ်ဘူးစစ်တပ်ကြောင့်ပျက်စီးရမယ်ဆိုဟိုးဆိုရစစ်တပ်ကြောင့်ပျက်စီးရမှာပေါ့ခင်ဗျားတို့ကြောင့်ပျက်စီးခဲ့ရတာစစ်တပ်ကြောင့်ပျက်စီးခဲ့ရတော့မဟုတ်ခင်ဗျားတို့ကြောင့်ပျက်စီးခဲ့ရတာအဲ့တော့လက်သုံးချောင်းလည်းခင်ဗျားတို့စဉ်းစားလက်သုံးချောင်းအုပ်စုတွေခင်ဗျားတို့ထောက်ခံခဲ့တဲ့အတိုင်းဝိုင်းကြောင့်လာရှိုးမြို့ကြီးပျက်စီးခဲ့ရပြီအခုကျွန်တော်တို့စကိုင်းတိုင်းမှာရှိတဲ့မြို့တွေရွာတွေပျက်စီးခဲ့ရတယ်ခင်ဗျားတို့နေတိုင်းကိုးကွယ်နေတဲ့တာတဏိကအဆောက်အုံတွေဆရာတော်တန်ကတော့မရှိတော့ဘူးပြေးရပြီတာတဏိကအဆောက်အုံမီလောင်ခဲ့ရတယ်ဆရာတော်တန်ကတော့ပြေးခဲ့ရတယ်ခင်ဗျားတို့နေဒီနေ့တီချင်းမှာခင်ဗျားတို့စစ်သွေးကြွ PDF တွေ KIA နေရှင်းမှာခင်ဗျားတို့မြစ်တာတုတ်ကောမြစ်တာကောပို့ရဲတော့လို့လားမြစ်တာတုတ်ကောရွတ်ရဲတော့လို့လားခင်ဗျားတို့ကြည့်လိုက်မေးကြည့်လိုက်ပါလက်သုံးချောင်းအုပ်စုတွေခင်ဗျားတို့ထောက်ခံနေတယ်ခင်ဗျားတို့ကဒီလက်သုံးချောင်းအုပ်စုတွေခင်ဗျားတို့ထောက်ခံနေတဲ့အတိုင်းဝင်ရှိမှာခင်ဗျားတို့အဲ့ဒီကင်းရွတ်ရဲလားမြစ်တာတုတ်ရောရွတ်ရဲလားဘာသာရေးနဲ့ပတ်သက်ရင်ဘာတစ်လုံးမှတော့မပြောရတော့ဘယ်လောက်ဆိုးရလဲအဲ့တော့ကျွန်တော်တို့ကဒီညမှာပြောချင်တာကလက်သုံးချောင်းအုပ်စုတွေတတိထားပါဟိုပြည်ပမှာရှိတဲ့လက်သုံးချောင်းအုပ်စုတွေဟိုဘက်ကိုလူတက်ဖို့တော့လှူနေတာလူတက်ဖို့တော့လှူနေခင်ဗျားတို့တေချာစဉ်းစားဖို့လိုနေပြီဒီခင်ဗျားတို့ဒေတာခင်ဗျားတို့နေရာကိုခင်ဗျားတို့ကိုယ်တိုင်ဖြတ်စည်းခိုင်းနေတာစဉ်းစားကြည့်ခင်ဗျားတို့လည်းနိုင်ငံခြားရောက်ဘူးလားပဲခင်ဗျားစာမတက်ဘာလို့မရအောင်စာမတက်ဘာလို့မရအောင်ရှင်းလေးပဲခင်ဗျားတို့အဲ့မှာအလုံးလုံးနေအတန်းသားရှိတာပဲဘယ်အဆင့်ကဘယ်လုပ်လို့ရတယ်ပညာတတ်တဲ့လူကဘယ်အဆင့်ကိုပို့လို့ရတယ်ပညာမတတ်တဲ့လူကဘယ်လိုလုပ်ကိုလို့ခင်ဗျားတို့ပဲစဉ်းစားခင်ဗျားတို့အဲ့လိုမလုပ်ပဲကိုသားသမီးကိုကိုကပညာတတ်ကြီးဖြစ်အောင်ခင်ဗျားတို့မပန်ဖို့ပဲနဲ့ဒီလက်သုံးချောင်းကောင်လူတက်တဲ့ကောင်တော့သွားပြီးပတ်ဖို့တာအဲ့တော့ခင်ဗျားတို့မျိုးဆက်ပါခင်ဗျားတို့နော်နေရမထွက်တော့ဘူးလက်ချင်ခင်ဗျားမျိုးဆက်တွေနော်နေရမထွက်တော့ဘူးလက်သုံးချောင်းအုပ်စုတွေအားကောင်းတဲ့နေရာကိုရှိလိုက်ကဲသူတို့ကဥပမာအန်တူကြီးချောင်းဖွင့်နေထားပါစို့ဘယ်သူကတင်ပေးပါလဲဘယ်ညွန်းနဲ့တင်ပေးပါလဲပြီးဒီညိုးနဲ့ဒီမှာထွက်ပြီးသွားအကြောင်းတွေကခင်ဗျာထိုင်းတက်သွားနေခင်ဗျာတို့အသိမှတ်ပြုမှာလားမလေးတက်သွားနေအသိမှတ်ပြုမှာလားဘယ်အမေရိကခင်ဗျာတို့ထောက်ကန်နေပါလေဆိုတော့အမေရိကန်ကနေခင်ဗျာတို့အသိမှတ်ပြုမှာလားခင်ဗျာတို့ကအသိမှတ်ပြုလက်သုံးချောင်းအုပ်စုစဉ်းစားတင်တယ်ခင်ဗျာတို့ထောက်ကန်နေအုပ်စုစဉ်းစားတင်တယ်ကျွန်တော်တို့ကတိုင်းပြည်ချစ်တဲ့လူဆိုးကြီးတွေလုံးရှင်လုံးရမယ်လူမကြီးတွေလုံးရင်လုံးရမှာပဲတိုင်းပြည်ချစ်လို့လုံးနေတာကျွန်တော်တို့ခင်ဗျာတို့သိအောင်လုပ်နေတာခင်ဗျာတို့ဒီတိုင်းပြည်ပြည်စီကလက်သုံးချောင်းအုပ်စုကြောင့်ပြည်စီနေတာလက်သုံးချောင်းအုပ်စုတွေကြောင့်အခုကဲခင်ဗျာအင်းတော်မျိုးပြက်စီးသွားပြီအင်းတော်မျိုးအရန်လာတဲ့မျိုးအဲ့လိုပဲခင်ဗျာပြက်စီးတဲ့မျိုးတွေအများကြီးပဲခင်ဗျာဘယ်လိုပြန်လဲထူထောင်ပါလဲအဲ့ဒီလုံးဆောင်မှုတော့ခင်ဗျာတန်မိုးတွေမနေဘူးကဲတိုက်ပွဲဥမာတက်မလို့ကအချိန်တစ်ခုမှဒီကိစ္စတွေပြီးသွားပြီမြေမြုံမိုင်းတွေအများကြီးပဲပြန်ဖွားမှာအများကြီးပဲခင်ဗျာတိတ်ရက်ဆက်တယ်လို့ကိုယ်ဒေတာကိုခင်ဗျာတို့မိုင်းတွေတူတာခင်ဗျာတို့ပဲခံရမှာမပူနဲ့ကျွန်တော်တို့အဲ့ဒီ